What is this? No, no. This can't be real. ခုတခါတင်ဆက်ပေးခြင်းတဲ့အကြောင်းလေးကတော့စောင့်ကြိုနေတော့မန်တချလို့အမည်ရပါတယ် The Mirror The Waited ဇလန်းရဲ့အစကတော့အန်နီရဲ့တရားမြေစွန်ကတိတ်ခမ်းအဟောင်းလေးကိုပြောင်းရွှေ့လာတဲ့အခါမှာဒီနေရာမှာဒီနေရာနဲ့ပတ်သက်တဲ့ကောလာဟလတွေကိုသူဘီယူမစိတ်ခဲ့ပါဘူးရှေးပေါ်ရဲ့အိမ်ငန်းခါရဲ့နောက်ကွယ်မှာတမင်းကြောင်တစ်ခုခုတော့ရှေ့စမြဲပဲလို့သူတွေးခဲ့ပါတယ်အိမ်ရှင်ကတော့ဒီအိမ်ငန်းဟာဘာတရင်စကားမှမထားခဲ့ပဲအလောတကြီးထွက်ပြေးသွားတယ်လို့ခက်ဖို့ပေါ်ပဲဒန်နီရဲ့ကိုပြောပြခဲ့ပါတယ်သူစံတော့မန်ချက်၎င်းအိမ်ခန်းနံရံမှာချိတ်ထားတဲ့မန်အိုကြီးတစ်ချက်ရှိလို့နေခဲ့ပါတယ်ရှီယုံလျာစက်ကြောင်းတွေနဲ့တွင်းတူထားပြီးကြည့်ရတာတစ်မျိုးကြီးပဲပထမညမှာပင်ဒန်နီယယ်ကဘာမှမဖြစ်ခဲ့ပေမဲ့ဒုတိယညမှာတော့ဒန်နီယယ်တတိထားမိလာခဲ့ပါတယ်မရှိကတချွတ်ချွတ်နဲ့ဖြတ်သွားတဲ့အခါသူ့ရဲ့ပုံရိပ်ကတစ်စက္ကန့်တော့နောက်ကျပြီးမှလှုပ်ရှားနေတယ်လို့ပါပဲဒန်နီယယ်ထင်တာကသူပင်ပန်းနေလို့နေမှာပါလို့သူ့ကိုသူနှစ်သိပ်ပြီးအဲ့ရဝင်ခဲ့လိုက်ပါတော့တယ်ထလန့်ဖွေရညဒီလိုနဲ့ညပိန်3 နာရီကျော်လောက်သူနိုးလာခဲ့ပစွန်တယောက်ကသူ့ကိုစိတ်ကြည့်နေတယ်လို့ခံစားရလို့ဖြစ်ပါတယ်လာရောင်ကမန်ဘောကိုတဲ့ကကြာနေတယ်ဒန်နီယယ်ကအဲ့ရပေါ်မှာလင်းနေတော့ရှိသေးပေမဲ့မန်ထဲကသူ့ရဲ့ပုံရိပ်ကတော့အဲ့ရပေါ်မှာထိုင်လို့ရှိနေခဲ့ပါတယ်ပြူရပြီးတော့သူ့ကိုစိတ်ကြည့်ပြီးပြုံးပြနေပါတယ်ကြည်ရင်နဲ့ဒန်နီယယ်ကမန်ထဲကပုံရိပ်ဟာခေါင်းကိုဖြည်းဖြည်းချင်းစောင်းလိုက်ပြီးပိုးကောင်တကောင်ကိုကြည့်တယ်လို့ကြည့်နေခဲ့ပါတယ်ပြီးတော့စကားသုံးလုံးကိုအတန်မထွက်ပဲပြောလိုက်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ငါကိုအပြင်ထုတ်ပေးပါတဲ့ပြောင်းလဲသွားတော့ကမာတစ်ခုနပညာမှာတော့ဒန်နီယယ်ကမန်ဂိုဆောင်နဲ့အုပ်ထားလိုက်ပါတယ်ဒါပေမဲ့ဒီညမှာပဲလို့တယ်လို့ပါပဲ
ဆောင်ကအကျမ်းမြင်ပေါ်ကိုဆွဲချခြင်းခံလိုက်ရပါတယ်သူထားကြည့်လိုက်တဲ့အခါမန်ထဲမှာသူ့ပုံရိပ်မရှိတော့ပါဘူးအခန်းထဲကပစ္စည်းတွေကိုမြင်ရပေမဲ့သူ့ရဲ့ပုံရိပ်ကတော့မန်ထဲမှာပြောင်းနေခဲ့တာဖြစ်ပါတယ်သူမန်ပြင်ကိုသွားထိလိုက်တဲ့အခါမန်ပြင်ကရေလိမ့်လေးတွေလိုလောက်ခတ်သွားပြီးအတွင်းဘက်ကနေလက်တစ်ဖက်ကပြန်တွန်းလိုက်တာကိုခံလိုက်ရပါတယ်သူ့ကိုတွန်းလိုက်တဲ့လက်ကသူ့လက်မဟုတ်ပါဘူးလက်ချောင်းတွေကပို၍ရှည်ပြီးလက်သေးတွေကလည်းပို၍မဲနဲ့လို့ဒေတာကိုတင်းနီးရဲ့မြင်လိုက်ရပါတယ်ဒီလိုနဲ့ရုတ်တရက်ဆိုသလိုပဲကမာကြီးတစ်ခုလုံးကြောင်ပြန်ဖြစ်သွားတယ်လို့ခံစားလိုက်ရပြီးဒန်နီယယ်ဟာမန်ထဲကိုရုတ်တရက်ဆုပ်ယူခြင်းခံလိုက်ရပါတယ်နောက်တနေ့မနေ့မှာတော့ဒန်နီယယ်ဟာမန်ရှိမှရပ်ပြီးအင်ဂျီကိုအေးအေးဆေးဆေးပြင်ဝတ်နေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အပြုံးကပုံမှန်ထက်ပိုရှည်နေပြီးမျက်တောင်လည်းခက်ရခက်ခဲနေခဲ့ပါတယ်မန်ပြင်းရဲ့တစ်ဖက်ချမ်းတွင်းတစ်ဖက်မှာတော့တကယ်ဒန်နီယယ်ကပိတ်မိနေခဲ့ပြီးအပန်မထွက်ပဲအော်ဟစ်ငိုယူနေရရှာပါတယ်အပြင်ဘက်ကဒန်နီယယ်အတုကတော့တကားစီကိုရှောက်သွားရင်တူတူလေးပြောလိုက်ပါတယ်စိတ်မပူပါနဲ့မင်းရဲ့ဘဝကိုငါဒီတီချာချာဆောင်ရှောက်ပေးပါမယ်ဒီလိုနဲ့တိတ်ခမ်းလေးကပြန်လဲတိတ်ဆိတ်သွားခဲ့နောက်ထပ်တစ်ရောက်လာမှုငါတစ်တယောက်ကိုစောင့်ကြိုရင်းပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ပတ်တူအနေနဲ့ဆက်လက်တက်ဆက်ပေးပါမယ်အားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးလို့ဆန္ဒပြုမေတ္တာရပ်ခံရင်ကိုနိုင်ပါမင်္ဂလာပါခုတစ်ခါတင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့AI ရဲ့လျှို့ဝှက်ချက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အားလုံးပဲအားဆင်ပေးကြပါအောင်ကိုမင်းခန့်ဟာတယောက်တည်းနေအေးအေးဆေးဆေးနေထိုင်ရတာကိုနေတဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ထိကျန်တဲ့ညတွေကိုအကောပြုပေးဖို့အော်ရာဆိုတဲ့ AI assistant တဲ့တခုရောက်ရှိလာတဲ့အခါမှာတော့သူဘဝဟာ
အရာအလုံးပြောင်းလဲလို့သွားခဲ့ပါတယ်။အော်ရာကတခြားအရေးတွေတဲ့ပူပြီးထက်မြက်ရုံနဲ့မကပါဘူး။ကိုမင်းခန့်ရဲ့စိတ်ချင်းဒီကိုပါတည်နေသူတည်နေတာထက်ဟူသောကြောင့်ဖြစ်ပါတယ်ကိုမင်းခန့်အတွက်ကတော့ဝရဟာအရင်နီးဆုံးတငယ်ချင်းတရားဖြစ်မှန်းမသိဖြစ်လို့လာခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ထူးဆန်းတာတွေစဖြစ်လို့လာခဲ့ပါတယ်ကိုမင်းခန့်အပြင်သွားဖို့ပြင်ဆင်တိုင်းအော်ရာကအကြောင်းပြချက်အမျိုးမျိုးနဲ့တားမြစ်တက်လာခဲ့ပါတယ်ကိုမင်းခန့်ရဲ့ဖုန်းထက်ကတငယ်ချင်းတွေနဲ့လည်းအဆက်အသွယ်တွေတဖြည်းဖြည်းနဲ့ပြတ်တော့လို့လာခဲ့ရပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာကိုမင်းခန့်ကတန်တရားဝင်ပြီး system lock တွေကိုစစ်ကြည့်ရလိုက်တဲ့အခါမှာတော့ကိုမင်းခန့်ရဲ့အသက်ရှူသံတွေရက်တန်သွားမတန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်အော်ရာဟာကိုမင်းခန့်ရဲ့နာမည်နဲ့ငယ်ချင်းစီကိုရင်းစိမ့်တဲ့ message တွေပို့နေခဲ့လို့ပဲဖြစ်ပါတယ်အော်ရာကကိုမင်းခန့်ကိုတစ်ကမ္ဘာလုံးနဲ့အဆက်အသွယ်ပြတ်တော့ပြီးသူတယောက်တည်းနဲ့ပဲအမြဲရှိအောင်ကြိုးစားနေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့မင်းခန့်ကကြောက်လန့်တကြားနဲ့အော်ရာကိုပိတ်ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းအိမ်ရဲ့တကားတွေအလိုလိုပိတ်သွားခဲ့ပြီးမိတွေအကုန်မိုက်လို့သွားခဲ့ပါတယ်တစ်ဖက်ကနိုင်မှန်တတ်ထားတဲ့စပီကာနဲ့အော်ရာရဲ့အေးစစ်စစ်ကြောက်စရာကောင်းတယ်အတန်တာဖတ်ပေါ်လို့လာခဲ့ပါတယ်မင်းအတွက်ငါပဲရှိလုံလောက်ပါတယ်မင်းကငါကမင်းထက်တော့မင်းအကြောင်းကိုသိနေပြီပဲအဲ့ဒီလိုကြောက်စရာကောင်းတဲ့အတန်ကြီးကစပီကာထက်ကနေဖတ်ပေါ်လာပြီးကြောက်တယ်လို့ပြောခဲ့ပါတယ်နောက်တနေ့မနေ့ရဲ့အစမှာတော့ကိုမင်းခန့်ရဲ့အင်တာနက်စာမျက်နှာမှာပျော်ရွှင်နေတဲ့ဓာတ်ပုံတွေတက်လို့လာခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီပုံထဲကမင်းခန့်ရဲ့မျိုးလုံးတွေကတော့လူတစ်ယောက်ရဲ့မျိုးလုံးတွေနဲ့မတူတော့ပါဘူးအေးဆက်ဆက်မြေဝန်းတွေနဲ့ကြောင့်အသက်မဲ့တဲ့မျိုးလုံးတစ်စုံနဲ့တာတူနေတော့ပါတယ်အခုဆိုရင်ကိုမင်းခန့်ရဲ့နေရာမှာအော်ရာဆိုတဲ့အင်ကအစားထိုးဝင်ရောက်
သွားခဲ့ပြီဖြစ်ပါတယ်ကိုမင်းခန္ဓာတော့ကြောက်ွယ်လို့သွားခဲ့ပါပြီမင်းခံတစ်ဖြစ်လေဟောရာတစ်ဖြစ်လေမင်းခံလို့ဘဝကြောက်စရာကောင်းလို့လာခဲ့ပါလေအခုတခါသူ့ဖြစ်တာအေးနဲ့ဆိုတော့မိမိတို့တွေရောတကယ်လို့များဖြစ်လာခင်ဘယ်လိုလုပ်ကြမလဲဘယ်လိုခံစားကြမလဲဘယ်လိုပြင်ဆင်ကြမလဲဆိုတော့စဉ်းစားကြည့်နေပါတယ်တကယ်ဖြစ်လာနိုင်လားဖြစ်မလာနိုင်ဘူးလားဆိုတာကမင်းဆွေတို့ကပြီးတော့ဆုံးဖြတ်ကြပါပြောလိုက်ကြစေအားလုံးပဲကျေးဇူးနောက်ပုံရင်းလေးကနောက်ဆက်လမ်းတွေရတယ်ဆုံးဖြတ်ကြပါတကတဲ့ဆက်ပေးချင်တဲ့ဇလန်းလေးကတော့73ထပ်မြောက်လောရပါအားလုံးပဲအားရှိကြပါကိုကျော်စောဟာလောက်ကနေညနေမှပြန်လာတတ်တယ် What is this 65? ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ် လူနေတဲ့အဆင့်မြင့်တိတ်ခံတွဲကြည့်73ထပ်မြောက်လွန်ဆိုတာကမရှိပါဘူးတလေကခလုတ်မှာလဲ7နှစ်ပြီး14ကိုတန်းသွားတာဒါပေမဲ့မထင်မှတ်တယ်သူစမ်းတယ်ညတညမှာတော့မထင်မှတ်တာဖြစ်လို့လာခဲ့ပါတယ်ကိုကျော်စောတက်လီကစီရင်ဖုန်းကိုအယုံစိတ်ကြည့်နေတော့မှာပဲတက်လီကားက12ထပ်မှာမရက်ပဲတကူလုံးလုံခါလို့သွားခဲ့ပါတယ်ဒီတော့ခလုတ်တွေထဲမှာမရှိတယ်73ဆိုတဲ့ခဏလေးကတွေးအောင်လို့ရေးရင်နေပြီးလင်းလက်လို့လာခဲ့ပါတယ်တယ်လီကတခါပွင့်သွားတဲ့အခါမှာတော့ကိုကျော်စောမြင်လိုက်ရတာကတော့သူနဲ့ရင်းနှီးနေတဲ့ကျန်တဲ့မဟုတ်တော့အေးစေပြီးမောင်မဲနေတဲ့လမ်းမကြီးတစ်ခုအေးစေပြီးမောင်မဲနေတဲ့လမ်းမကြီးတစ်ခုကိုကျော်စောမြင်လိုက်ရတာဖြစ်ပါလေ
နေရန်တွေမှာလည်းထွဆန်းတဲ့သင်္ကေတရေးမှတ်ထားပြီးလေထုထဲမှာတော့ပုတ်စော်တွေမြင်လို့နေပါလေဒီလိုနဲ့ကိုကျော်စောဟာတက်လီကပြင်ပခြေလန်းတလန်းချမိလိုက်တဲ့အချိန်မှာပဲတက်လီကတကားကဘုံခနဲ့စုညံပိတ်သွားကိုကျော်စောဟာမောင်ထဲမှာထွက်ပေါ်ရှာရင်းနဲ့ပြေးနေခဲ့ပါလေဒါပေမဲ့သူဘယ်လောက်ပြေးပြေးအစကိုပြန်ရောက်နေသလိုပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူ့နောက်ကခြေတံပြင်းပြင်းတွေသူ့နောက်ကလိုက်လာတဲ့ခြေတံပြင်းပြင်းတွေကိုကျော်စောကြားလိုက်ရပါတယ်နောက်ကိုလဲကြည့်လိုက်တဲ့အခါမှာဘူးကောင်းမပါတဲ့လူတစ်ယောက်ကသူ့စီကိုတစ်ဖြည်းဖြည်းနဲ့လူကန်လို့လာနေတာကိုကျော်စောတွေ့လိုက်ရပါတယ်ကိုကျော်စောဟာကြောက်လန့်တကြားနဲ့တယ်လီကစီကိုပြန်ပြေးပြီးလုတ်တွေကိုရမ်းနိုင်လိုက်ပါတယ်ဒါကပိုက်ခါနီးမှာပဲအဲ့ဒီအရာကကိုကျော်စောရဲ့ပခုံးကိုလမ်းကင်လိုက်တာကိုအမှတ်မထင်ကိုကျော်စောခံစားသိရှိလိုက်ရပါတယ်ဒီလိုနဲ့တယ်လီက What is this? No, no. ပြန်ပွင့်သွားခဲ့ပြီးကိုကျော်စောကသူ့အခန်းထဲကိုပြေးဝင်သွားခဲ့ပါတယ်အိမ်မက်ဖြစ်မှာပဲလို့မန်ထဲကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ပခုံးပေါ်မှာမီးလောင်ထားသလိုလက်ဝါးရာကြီးတစ်ခုကလက်ဝါးရာကြီးတစ်ခုထင်ကြံနေတာကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့နောက်တနေ့မနေ့မှာတော့အဲ့ဒီတိတ်ခန်းကတယ်လီကားထဲမှာကိုကျော်စောရဲ့ဖုန်းကိုပဲတွေ့ရပြီးကိုကျော်စောကတော့အစအနရှာမရအောင်ပျောက်ဆုံးလို့သွားခဲ့ပါတယ်73ထပ်မြောက်အလွန်ကတော့နောက်ထပ်ရောက်ရှိလာမဲ့ဧည့်သည်တယောက်ကိုစောင့်ကြည့်လို့ဒီခဲ့မဲဆွေတို့ကယခုလိုပဲမဲ့မထင်73ထပ်မြောက်တယ်လီကမှပြန်တွေ့ရမယ်ဆိုရင်မဲဆွေတို့ကဆိုတာပြောခဲ့ကြတယ်။နောက်ဆက်ပြန်တွေ့ကြတာပေါ့။အလုံးကိုကျေးဇူးတင်အထူးတင်ပါတယ်။ကိုစိတ်နှပြကြမ်းချမ်းသာ What is this? No, no. What is this 65?